မှာကြီးမားတဲ့အိမ်မက်တွေရှိပေမဲ့အကောင့်ထဲဖို့ဟုအင်အားမရှိသလိုခန်းစားနေရပါသလားမနှက်ဖြန်မှလူတော့မဲလို့တွေးမိတာပေမဲ့အဲ့ဒီမနှက်ဖြန်ဆိုတာတကယ်တမ်းရုံမလာတတ်ပါဘူးကြီးကျယ်တဲ့အရာတွေလုပ်ချင်ပေမဲ့စတင်ဖို့တောင်ခက်ခဲနေတတ်ပါတယ်ဇာအုပ်တို့ရေးဖို့ကိုလက်လူရှာမှုလုပ်ဖို့ဒါမှမဟုတ်အသက်တဆန်းတစ်ခုခုတင်ယူဖို့တွေးပေမဲ့တကယ်တမ်းမှာတော့ဖုံးပွင့်နေတာဒါမှမဟုတ် TV ကြည့်နေတာနဲ့ပဲအချိန်ကုန်သွားတတ်ပါတယ်ဘာကြောင့်ဒီလိုဖြစ်ရတာလဲဒါဟာတင်အမြဲတမ်းပြင်းနေလို့မဟုတ်ပါဘူးလုံးရမယ့်အလုပ်တွေကကြီးမားလွန်းနေတယ်လို့ခံစားရလို့ပါအလုပ်တစ်ခုကခက်ခဲလွန်းတယ်လို့ခံစားရတဲ့အခါတင်အုံနောက်ကပိုလွေတာလေးမဲလုပ်ရအောင်လို့တိုက်တွန်းတတ်ပါတယ်ဒါပေမဲ့သတင်းကောင်းကတော့ဒါကိုတင်ပြင်းစနိုင်ပါတယ်ပြင်းရီချင်းဆိုတာတင်ရဲ့ပင်ကိုပြီးသားမဟုတ်ပဲအကျင့်တစ်ခုသာဖြစ်ပါတယ်အကျင့်ဆိုတာပြောင်းလဲလို့ရပါတယ်ပြင်းရီချင်းကိုကြော်လွှားဖို့ရိုးရှင်းတဲ့အဆင့်ထုံးစင်အဆင့်တစ်ကအလုတ်ကိုတေးသေးလေးဖြစ်အောင်ခွေးဖြစ်ပါအလုတ်ကြီးတွေကိုကြောက်စရာလိုမြင်တတ်ကြပါတယ်ဒါကြောင့်တေးသေးလေးတွေခွဲလိုက်ပါဥပမာစာအုပ်ကိုရေးခြင်းနေဆိုရင်စာမျက်နှာ200ရေးဖို့မစင်စားပါနဲ့ဒီနေ့တကြောင်မင်းရေးဖို့ပဲစဉ်းစားပါတောင်တက်တယ်လို့ပါပဲထိတ်ဆုံးကိုတစ်ခါတည်းခုန်တက်လို့မရပါဘူးတလန်းချင်းစီပဲလှမ်းရတာပါအောင်မြင်မှုတေးသေးလေးတွေကစုမိလာရင်ကြီးမားတဲ့ရလက်ထဲလာပါလိမ့်မယ်အစ်စ်နှစ်ကလွေကူတဲ့အလေးအကျင့်လေးတွေဖန်တီးပါစိတ်ထက်ခိုင်မာမှုတစ်ခုတည်းကိုပဲအားမကိုးနဲ့ပါစိတ်သက်ဆိုတာကုန်ထမ်းထားနိုင်ပေမဲ့အလေးအကျင့်ကတော့အလိုလျောက်ဖြစ်နေစေပါတယ်ဥပမာလေ့ကျင့်ခန်းလူချင်ရင်ဖနက်ကိုအိပ်ရာဘေးမှာအစင်သင့်ချထားပါနိုးလာတာနဲ့စတင်ဖို့လွယ်ကူသွားပါလိမ့်မယ်မနက်တိုင်းလုဆရာစီရင်ရေးတာဒါမှမဟုတ်နိုးချင်းရေးတစ်ဖန်ခွက်တောက်တာမျိုးအသေးအဖွယ်လေးတွေကနေစတင်ပါအဆင့်3က2မိနစ်စီမံကိုအသုံးပြုပါအခက်ဆုံးအပိုင်းကစတင်ဖို့ပါပဲဒါကြောင့်ဘယ်အလုပ်ကိုမဆို2မိနစ်ပဲလုပ်မယ်လို့ကိုကတိပေးပါစာဖတ်ချင်ဒနစ်နာပဲဖတ်ပါအခန်းရှင်းချင်ဒေါင်တဒေါင်တဲအနေစာရှင်းပါတခါစတင်ပြီးသွားပြီဆိုရင်ဆက်လုပ်ဖို့ပိုလွယ်ကူသွားပါလိမ့်မယ်အပေါ်ဆောင်အကြံပြုချက်ကိုစုချပါစတင်နိုင်ခဲ့တဲ့အတွက်ကိုစုချပါ2မိနစ်လောက်လုပ်ပြီးတဲ့အခါတင်နှစ်တက်တဲ့တခြင်းနားထောင်တာမျိုးဒါမှမဟုတ်ခဏနားတာမျိုးလုပ်ပေးပါဒါကစတင်ရတာကိုပြောစရာကောင်းအောင်ပြုလုပ်ပြီးဆက်လုပ်ခြင်းစိတ်ကိုဖြစ်ပေါ်စေပါတယ်နီးကုံကျုပ်လူတိုင်းဟာအသေးဖွဲလေးတွေကပဲစတင်ခဲ့ကြတာပါတင်အားကြရလေသူတွေလည်းခက်ခဲခဲ့ပေမဲ့ဆက်လုပ်ခဲ့လို့အောင်မြင်ခဲ့ကြတာပါတီးပြေဆုံးတွေဟိုမလိုပါဘူးစတင်ဟိုပဲလိုတာပါတင့်အီမက်တွေကိုမီးပုံကြီးတစ်ခုလိုသဘောထားပါအခုချိန်မှာတော့အဲ့ဒါကမီးပွားလိတစ်ခုပါပဲတင်လှုပ်လိုက်တဲ့အလုပ်သေးသေးလေးတိုင်းကအဲ့ဒီမီးပုံတွေကိုလောင်စာထည့်ပေးလိုက်တယ်လို့ပါပဲကြာရှုံးရတာကိစ္စမရှိပါဘူးအရေးကြီးတာကပြန်ထပြီးထပ်ကြိုးစားဖို့ပါကြာရှုံးခြင်းဆိုလားအောင်မြင်ခြင်းရဲ့စန့်ကျင်ဘက်မဟုတ်ပါဘူးအောင်မြင်စုစီတွားရဲ့ခရီးလမ်းရဲ့အပိုင်းတစ်ပိုင်းပါပဲဒီနေ့ကစပြီးတစ်အိမ်မက်တွေအတွက်အသေးငယ်ဆုံးခြေလန်းတစ်လန်းကိုစတင်လိုက်ပါဦး